အတော်ထူးသွမ်းတာပဲဧကန်တာမိုးတညတုံးကခရီးသွားဧည့်သည်ပေးထားခဲ့တဲ့ပရင်တက်လုံးဒီတက်တာကိုငါတို့ဆိုင်ချိုးပြဖို့တော့မလွယ်ဘူးကွအိမ်ရှင်တွေလုံးဝဒုက္ခကြွက်တွေဟာတစ်သားတစ်တာကြီးကိုကိုက်ဖောက်တော့ရာအတန်ကြာတော့ကြွက်တကောင်ဝင်လောက်တဲ့အပေါက်ဖြစ်သွားတော့တယ်ဟဲ့ငါရင်မကူတက်လို့ခွေးအပေါ်ကလိုက်လာတာမင်းတို့အပူပါလားကွငါစုပ်တွေရမြင့်မိုးမမေစာပေမှထုတ်ဝေပြီးပကြီးမျိုးမှန်ရေးဆွဲသောထူးဆန်းသောပရင်တလုံးတခါတော့ကမြေတစင်းရဲ့ကမ်းခြေကရမကာဆိုင်မှာခွေးတကောင်နဲ့ကြောင်တကောင်ဟာဆိုင်ရှင်အဖိုးကြီးနဲ့အတူနေထိုင်ကြတယ်ဆိုင်ရှင်အဖိုးကြီးဟာအရင်ကတမန်ခတ်သမားဖြစ်တယ်မိုးတညမှာတော့အဖိုးဟာနောက်ဆုံးအခေါက်တမန်ခတ်ပြီးတဲ့နောက်အိမ်ပြန်လာပြီးထမင်းစားမလို့လှုပ်တော့အရှင်တို့ခင်ဗျာအရှင်တို့ဘာကိစ္စရှိလို့လဲကွာကျွန်တော်ခရီးသွားဧည့်သည်ပါတောင်မြို့ကိုသွားကြည့်လို့ပါအိုးဒီကန္နာလမ်းအတိုင်းသွားပါတောင်မြို့ကိုရောက်ပါလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်အခုတိတ်ချမ်းနေလို့ဝိုင်ရက်တစ်ခွက်လောက်တိုက်ပါလားဗျာကျုပ်ဒီညတောက်ဖို့ဝယ်ထားတာပဲရှိတယ်ဒါပေမဲ့မောင်ရင်လေးကတိတ်ချမ်းနေတော့မောင်ရင်လေးကိုပဲဦးစားပေးရမှာပေါ့ယော့ဒီမှာခရီးသွားဧည့်သည်လဲဝိုင်းကိုတခါတည်းမောချလိုက်တော့တယ်အပါအခုမှဝမ်းလဲနှွေးသွားတော့တယ်ဗျာဝိုင်းအတွက်ကျွန်တော်ပတ်ဆောင်ဘယ်လောက်ပေးရမလဲခင်ဗျာအိုးပေးဖို့မလိုပါဘူးကွယ်ခရီးသွားဧည့်သည်မှုစေတနာနဲ့တိုက်တာပါဦးလေးရဲ့စေတနာကိုစေတနာနဲ့ပဲတုတ်ပြန်ပေးရသည်ကျွန်တော်အဖိုးအမွေပေးခဲ့တဲ့ဟောဒီပရင်တက်လုံးလေးကိုယူပါခင်ဗျာခရီးသွားဧည့်သည်ဟာပရင်ဓာတ်လုံးလေးကိုအတင်းပေးပြီးမိုးရီထဲထွက်ခွာသွားတော့တယ်ဘို့လည်းပရင်ဓာတ်လုံးလေးကိုခဏကြည့်လိုက်ပြီးနောက်စပွဲပေါ်မှာဒီတိုင်းအမှုမဲ့အမှတ်မဲ့တင်ထားလိုက်မိတယ်သူဟာနောက်နေမှာတမန်ခတ်ဖို့ထွက်သွားပြီးညအလို့သိမ်းလို့ပြန်လာတဲ့အခါဝိုင်ရက်ဝယ်လာကဝိုင်ရက်ကိုခရားတစ်ခုတည်းလောင်းထည့်ထားလိုက်တယ်အဲ့ဒီနောက်ဝိုင်ခရားကိုစပွဲပေါ်မှာခြာထားလိုက်တော့စပွဲကိုလက်နဲ့တိုက်မိလို့စပွဲလှုပ်သွားပြီးစပွဲပေါ်ကပရင်လုံးလေးလိမ့်သွားကစပွဲပေါ်ကပြုတ်ကျပြီးဝိုင်ခရားတဲ့ဝင်သွားလေတယ်ဟာပရင်လုံးဝိုင်ခရားတဲ့ကျသွားပြီဟေးဝိုင်နေကုံသွားမှာပဲခရားတဲ့ကထုတ်ယူလိုက်ပါတော့မယ်လေအဖိုးဟာတနေ့လုံးမိုးရီထဲမှာတမန်ခတ်ရတဲ့အတွက်ပင်မန်းလာတာကြောင့်ညစာစားခန်းဒီမှာခရားတဲ့ကဝိုင်ကိုတောက်လိုက်တယ်ပြီးတော့ညစာစားပြီးတကြိုးတဲ့အိပ်ပျော်သွားလေတော့တယ်မနေ့လင်းတော့ပရင်လုံးလေးကိုသတိရပြီးခရားတဲ့ကပရင်လုံးလေးကိုထုတ်ယူအောင်မှာပဲဟင်းခရားတဲ့မှာဝိုင်တွေပြည့်နေပါလားမဟုတ်သေးပါဘူးညကငါတောက်လိုက်တာနေပဲကြံလာပါအခုပြည့်နေပါလားအဲ့ဒီအချိန်ကစပြီးညတိုင်းဖို့ဟာဝိုင်းဝဲစရာမလိုတော့ပဲခရားတွေကဝိုင်းကိုငှဲ့တောက်ခါသူဘယ်လိုပဲတောက်မနဲ့ကြရင်ခရားတွေကဝိုင်းတွေအပြည့်ရှိနေတာတွေ့ရတော့တယ်အတော်ထူးသွမ်းတာပဲဧကန်တာမိုးတညတုံးကခရီးသွားဧည့်သည်ပေးထားခဲ့တဲ့ပရင်တက်လုံးဝိုင်ခရားတွေရှိနေလို့ဖြစ်ရမယ်သူဟာစမ်းသက်ချင်လာတာနဲ့ခရားတွေကဝိုင်းတွေကိုခရားအကြည့်တစ်လုံးနဲ့လောင်းထည့်လိုက်ရပရင်တလုံးလေးပါခရားကြီးတဲ့ကြာသွားလေတော့တယ်ဒီလိုနဲ့သူဟာတမန်ခတ်ဖို့ထွက်သွားလေတယ်အဲ့ဒီညအိမ်ပြန်ရောက်တော့ခရားကြီးထဲမှာဝိုင်းတွေအပြည့်ရှိနေတာကိုအံ့ဩစွာတွေ့ရလေတော့တယ်ဟာဝိုင်းတွေခရားကြီးနဲ့အပြည့်ပါလားအဖိုးဟာဝမ်းသာသွားပြီးသူဘာဆက်လုပ်ရမလဲဆိုတာသိသွားလေတော့တယ်ဟုတ်ပြီဟန်ကြပြီနောက်နေမှာပဲအဖိုးဟာတမန်မခတ်တော့ပဲရမကာဆိုင်လေးဖွင့်ပြီးဝိုင်းတွေကိုဈေးတက်တက်သားသားနဲ့ရောင်းချတော့တယ်မ
ကြခင်ရက်တွင်းမှာပဲသူ့ဆိုင်မှာဝိုင်းလာတောက်ကြတဲ့လုံကျန်းသမားတွေနဲ့ပြည့်နေလေတော့တယ်အဖိုးရဲ့ဆိုင်မှာကြောင်တကောင်နဲ့ခွေးတကောင်လည်းရောက်လာမိခိုနေထိုင်နေတယ်အဖိုးရဲ့ဆိုင်ကစီကားတိုးတက်လာတော့အခြားရမကာဆိုင်ရှင်တွေကမနာလိုဖြစ်လာကြတယ် အဲ့ဒီအဖိုးကြီးဝိုင်းနေဘေကနေဈေးပေါ်ပေါ်ရနေလဲမသိဘူးကွ သူကဈေးလျှော့ရောင်းတော့တို့ဆိုင်ကြီးအယောင်းကြတာဗော ဒီလိုနဲ့ပွဲတော်ရဲ့တစ်ခုမှာဝိုင်းလာတောက်သူတွေများလွန်းလို့အဖိုးအိုဟာလက်မလဲအောင်ရောင်းရလေတယ် ကျွန်တော်တို့ဝိုင်းကိုဝိုင်းထက်ချပေးပါအောင်ပြုတ် ကျုပ်တို့ကိုလည်းထပ်ပေးပါဦး ရမယ်30ကမဲ့စောင့် အဲ့ဒီညကညနေမှစိုင်သိန်းရရာအဖိုးအိုဟာပင်မန်းလွန်းလို့ညသာတော့မစားနိုင်ပဲအိပ်ပျော်သွားလေတော့တယ်နောက်နေ့မနေ့မိုးလင်းတော့ဆိုင်မဖွင့်ခင်ခရားကြီးတဲ့ကဝိုင်းတွေကိုခရားငယ်တဲ့ထဲဖို့ပြင်ဆင်ရာ အလိုဒီကရားကြီးထဲမှာဝိုင်းတွေမရှိတော့ပါလား မနေ့တိုင်းခရားကြီးတဲ့ကပြည့်နေလေရှိတဲ့ဝိုင်းတွေကိုမတွေ့ရလေတော့အဖိုးအိုဟာအံ့ဩတုန်လှုပ်သွားလေတော့တယ်သူဟာခရားကြီးကိုမှောက်သွန်ချလိုက်ရာ ဟာပရင်လုံးလေးလဲထွက်ကြမလားပါလားဟိုက်ဒုက္ခပဲဟေးဟိုခွင်းနဲ့မောင်ကြောင်ငါရဲ့ပရင်လုံးလေးမရှိတော့ဘူးကွအဲ့ဒီပရင်လုံးမရှိတော့ရင်ငါပင်ပန်းတမ်းမှန်ပြန်ခတ်ရတော့မှာကွငါအသက်ကြီးပြီပင်ပန်းမလုံနိုင်တော့ဘူးကွငါဆင်းရဲသွားရင်မင်းတို့ကိုလည်းမကြွေးမွေးနိုင်တော့ဘူးဒါကြောင့်အဲ့ဒီပရင်ဓာတ်လုံးလေးဟာငါတို့အတွက်သိအရေးပါတယ်ရှာကြသမ်း ခွေးနဲ့ကြောင်ဟာအိမ်အနှံ့အနက်ခံပြီးလိုက်ရှာပေမဲ့မတွေ့ရဘူး ဝိုင်းနေကိုကရားတွေကငှဲ့ပေးလိုက်ရင်တရရောက်စီပါသွားပြီထင်တယ်ဟိုးခွေးနဲ့မောင်ကြောင်ကြီးဒီအတိုင်းဆိုအနီးနားကအိမ်တွေကိုပါလိုက်ရှာမှဖြစ်မယ်ကွာ ကဲမောင်ကြောင်ကြီးငါတို့အနံ့ခံပြီးလိုက်ရှာအောင်ပွဲတော်ရက်မှာမိဟိုဘက်ကလူတွေအလားများတယ်ကွာအဲ့ဒီဘက်ကိုသွားရှာရအောင်အေးဒါဆိုမနေ့နေမလို့ခင်ဟိုဘက်ကပူးရမယ် စောင်းရင်းကာလမို့မနဲ့နေမထွက်မီမှာစီးနှင်းတွေထူရက်စွာကြလို့မြည်ရည်ပြင်အပေါ်ယံအေးခဲလျက်ရှိရာအဲ့ဒီရေခဲပြင်ပေါ်ကနေဖြတ်လျှောက်ခါခွေးနဲ့ကြောင်ဟာမြစ်တစ်ဖက်ကန်းစီကူးသွားကြလေတယ်မြစ်တစ်ဖက်ကန်းရောက်တဲ့ဆိုရင်ပဲအိမ်ရှင်တွေလက်မှာအိမ်တွေထဲဝင်ပြီးအနက်ခံကလိုက်ရှာကြလေတယ်ဒီလိုနဲ့ရပောင်းများစွာရှာဖွေပေမဲ့ပင်းတလုံးကိုအစအနလေးတောင်မတွေ့ကြရဘူးဒီနေ့မှာတော့အိမ်ထဲကတစ်တာကြီးတစ်လုံးထဲမှာပင်းတလုံးလေးရဲ့အနက်ရလိုက်လေတယ် ဟောဒီတက်တာလည်းမနိုင်ရရဲ့ကွာဟုတ်တယ်ဒါပေမဲ့ဒီတက်တာကိုငါတို့ဆက်ချိုးပြဖို့တော့မလွယ်ဘူးကွာအိမ်ရှင်တွေလုံးဝရင်ဒုက္ခနေအောင်ကြွက်တွေကိုအကူကြီးတောင်းရအောင်သူတို့ရဲ့ခြုံထက်တဲ့သွားရင်နဲ့ဒီတက်တာကိုကိုက်ဖောက်ပြီးတက်တာရဲ့ဝင်ရှာရရင်အဆင်ပြေပဲကွာ ဒီလိုနဲ့သူတို့ဟာကြွက်တွေကိုစီးယုံကြလေတယ် ဖိုးကြွက်ရီငါတို့ကူညီပါကွာမင်းတို့ခွေးနဲ့ကြောင်ငါတို့ကိုဘယ်တော့မှရံမပြူဘူးဆိုရင်ကူညီမယ်အေးပါငါတို့ဂရီပေးပါတယ်အေးပါငါတို့ဂရီပေးပါတယ် ဒီလိုနဲ့ကြွက်တွေဟာတစ်သားတစ်တာကြီးကိုကိုက်ဖောက်တော့ရာအတန်ကြာတော့ကြွက်တကောင်ဝင်လောက်တဲ့အပေါက်ဖြစ်သွားတော့တယ် ကဲဖိုးကြွက်ရီမင်းနဲ့ဝေရှာပါကွာ ကြွက်ဟာတစ်တာရဲ့ဝင်ရှာရာမကြခင်မှာပဲပင်းတလုံးလေးကိုကိုက်ချီပြီးထွက်လာတော့တယ် ဟာရပြီကွာရပြီကျေးဇူးကြီးရပါတယ်ဖိုးကြွက်ရီ အဲ့ဒီနောက်ခွေးနဲ့ကြောင်ဟာမြစ်ကိုဖြတ်ကူးပြီးပြန်လာရာခွေးကရေကူးပြီးကြောင်ကပင်းတလုံးလေးကိုငုံလျက်ခွေးရဲ့ဂုတ်ကိုခွာစီးပြီးလိုက်ပါလာခဲ့တယ်ဒီလိုနဲ့ခွေးရဲ့အပေါ်ကကြောင်လိုက်လာတာကိုတွေ့ရတဲ့ငါးတွေဟာဝိုင်းဟာပြီးလောင်ကြလေတယ် ကြောင်ကကြောင်ပါကွာသူကတော့ရေမကူးပဲအချောင်ခိုလိုက်လာတာခွေးကတော့ငတုံးကွာဒါကြောင့်ကြောင်ပါဝါတာခံနေရတာ ဘယ်သူတွေဝိုင်းလောင်လောင်ခွေးကတော့ဂီးမဆိုင်ပဲမြစ်ကိုသာဖြတ်ကူးနေတယ်ကြောင်ကတော့တီးမခံနိုင်ပဲခွန်းတုပ်ပြန်လိုက်လေတယ် ဟဲ့ငါရေမကူးတက်လို့ခွေးအပေါ်ကလိုက်လာတာမင်းတို့အပူပါလားကွာငါစုပ်တွေရ အဲ့ဒီခါပါဇက်ထဲမှာငုံထားတဲ့ပင်းတလုံးလေးဟာ
ရေထဲပြုတ်ကျသွားလျာငါးတကောင်ကဟတ်မြူလိုက်လေတယ်မြေကမ်းပေါ်လဲရောက်ရော ဖိုးခွေငါတွေကိုရံပြန်တွေ့ပြီလို့ပါဇက်ထဲကပရင်လုံးရေထဲပြုတ်ကျသွားပြီ ဘာကွာ ဒီပရင်တစ်လုံးကိုငါးတစ်ကောင်ကမြူသွားတယ်ကွာ မင်းတော်တော်တော့မကြတဲ့ကောင်ပါလားဒီလောက်ပင်ပန်းရှာထားတာကွာမင်းတေဖို့တော့ပြင်နေတော့ ခွေးဟာဒေါသထွက်ပြီးကြောင်ကိုလိုက်ကြိုက်တော့ရာကြောင်ဟာအသက်လူထွက်ပြေးရလေတော့တယ်ခွေးဟာသခင်ဖြစ်သူကိုပရင်တစ်လုံးပြန်ပေးခြင်းစောနဲ့တွေ့သမျှငါးတွေကိုလိုက်ပြီးအနက်ခံလေတယ်ဒီလိုနဲ့တန်ငါလေးတစ်စီးမြစ်ကမ်းစီစိုက်ကပ်လာတယ်လေဝမ်းတွေကငါးပုံကြီးထဲမှာငါးတကောင်ကထပြီးခုန်နေလေရာ ဒီငါးစီကပရင်တစ်လုံးနဲ့ရနေပါလား ခွေးဟာအဲ့ဒီငါးကိုခုန်ဟတ်လိုက်ပြီးကြိုက်ချီကသခင်ဖြစ်သူထံအပြေးလာခဲ့လေတယ် ဒီငါးဟာပရင်တစ်လုံးကိုညိုထားတဲ့ငါးပါပဲတခင် ဖို့လေငါးကိုဘိုက်ခွဲလိုက်ရာပရင်တစ်လုံးကိုတွေ့ရလေတော့တယ် ဟာဟာဟာပရင်တလုံးပြန်ရပြီဝမ်းသာလိုက်တာကွာ အဲ့ဒီနောက်မှာတော့အဖိုးရဲ့ဆိုင်ကလေးဟာပြန်လဲစီကားလာပြီးအဖိုးရဲ့ဘဝလည်းပြန်လဲစူပြေလာခဲ့လေတယ်ခွေးနဲ့ကြောင်ဟာအဖိုးရဲ့စီမှာမိကိုနေထိုင်ကြပြီမယ်မတည့်ကြတော့တာဟာအခုအချိန်ထိပါပဲခွေးဟာသူ့ဂရိအတိုင်းကြွက်တွေကိုရံမမူပေမဲ့ကြောင်ကတော့သူ့ဂရိပြက်ခါကြွက်တွေကိုရန်ရှာနေတာအခုအချိန်ထိပါပဲ